လူငယ်တွေကိုအားပြုပြီးအောင်မြင်တဲ့အသင်းဖြစ်အောင်တည်ဆောက်မယ်လို့ချဲစီနီးပြပြောကြားချဲစီနီးပြမာရက်စကာကနျူကာဆယ်နဲ့ငကိုးစီတရေကျခဲ့တဲ့ပွဲအပြီးမှာအသင်းကိုလူငယ်တွေကိုအားပြုပြီးအောင်မြင်တဲ့အသင်းဖြစ်လာအောင်တည်ဆောက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ချဲစီဟာပွဲချိန်ပထမပိုင်းမှာငကိုးပြတ်ဦးဆောင်ခံခဲ့ရပေမဲ့ပွဲချိန်ဒုတိယပိုင်းမှာအဝေးကွင်းဖြစ်ပေမဲ့ငကိုးပြန်သွင်းပြီးတရေကစားနိုင်ခဲ့တာပါ။မာရက်စကာကကျွန်တော်အသင်းမှာအတွေ့အကြုံရင်းတဲ့ကစားသမားတွေရှိပေမဲ့အသင်းကိုလူငယ်တွေကိုအားပြုပြီးအောင်မြင်တဲ့အသင်းဖြစ်အောင်တည်ဆောက်သွားမှာဖြစ်ပါတယ်။နျူကာဆယ်နဲ့တရေကျခဲ့တဲ့ပွဲချိန်ဒုတိယပိုင်းမှာအသင်းရဲ့လူငယ်ကစားသမားတွေကဘယ်လိုအနေအထားရှိတယ်လဲဆိုတာအားလုံးမြင်ခဲ့ရပါတယ်။သူတို့အစဉ်သင့်ဖြစ်အောင်လုပ်ပေးရမယ့်အရာတွေကိုလုပ်ပေးနိုင်ခဲ့မယ်ဆိုရင်အောင်မြင်မှုတွေကလက်တကမ်းရောက်လာမှာဖြစ်တယ်လို့ပြောကြားခဲ့တာပါ။ချဲစီဟာဒီနှစ်ဘောလုံးရာသီပရီးမီးယားလိပြိုင်ပွဲဝင်အသင်းတွေထဲမှာကစားသမားတွေဟာပြင်းပြအသက်ငယ်ဆုံးအသင်းဖြစ်ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ခြင်းသူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။